အမေဒီနေ့ကြက်သားဟင်းမရှိဘူးလားကျောင်းကပြန်လာတဲ့သားဖြစ်သူဇင်မင်းကမျက်နှာမကောင်းစွာမေးလိုက်တယ်အမေကခပ်ပြုံးပြုံးနဲ့ဒီနေ့တော့ကြက်ဥကြော်ပဲသားရေနောက်နေ့မှဝယ်ပေးမယ်နော်ဇင်မင်းကမကြေမနက်နဲ့သူငယ်ချင်းတွေအိမ်မှာကဟင်းကောင်းတွေစားရတယ်ကျွန်တော်တို့အိမ်ပဲဆင်းရဲနေတာဆိုပြီးစားပွဲကနေထပ်သွားတယ်အမေကတိတ်တိတ်လေးငြိမ်နေခဲ့တယ်ညပိုင်းရောက်တော့ဇင်မင်းဘိုက်စာလို့မိဖို့ချောင်တဲဆင်းလာတယ်အဲ့ဒီအချိန်မှာအမေကရေနွေးလေးတောက်ပြီးထိုင်နေတာကိုမြင်လိုက်ရတယ်အမေသမင်းမစားဘူးလားအမေကပြုံးပြီးအမေမစားသေးလို့ပါသားဒါပေမဲ့ဇင်မင်းတန်တရဝင်သွားတယ်နောက်နေ့မနက်မှာအမေအလုပ်သွားတာကိုလိုက်ကြည့်မိတော့အမေကစက်ချုပ်ဆိုင်တစ်ခုမှာမနာတန်းအလုပ်လုပ်နေတာကိုတွေ့လိုက်ရတယ်နေ့လယ်စာစားချိန်မှာအလုပ်သမားတွေအကုန်သမင်းစားနေကြပေမဲ့အမေကရေတစ်ခွက်ပဲတောင်းနေတာအလုပ်ဖို့တယောက်ဘာလို့မစားတာလဲအမေကတိုးတိုးလေးပြန်ပြောတယ်တားလေးចောင်းစီတွင်ရမှာမို့ချွေတာနေတာပါအဲ့ဒီစကားကြားတဲ့အချိန်မှာဇင်မင်းရဲ့မျက်လုံးထဲမျက်ရည်တွေပြည့်လာတယ်အိမ်ပြန်ရောက်တော့အမေကဟင်းပန်းကန်ကိုတားရှိထက်တင်ပေးပြီးဒါများများစားနော်လို့ပြောတယ်ဒီတခါတော့ဇင်မင်းကဟင်းပန်းကန်ကိုအမေရှိပြန်တွန်းပေးလိုက်တယ်အမေဒီနေ့အတူစားရအောင်ဒါအခုမှသိတယ်အမေမစားခဲ့တဲ့ဟင်းတိုင်းကဒါအတွက်ဖြစ်နေခဲ့တာကိုအမေကဘာမှမပြောပဲတားမျက်နှာလေးကိုကြည့်ရင်မျက်ရည်ဝဲသွားခဲ့တယ်စာနာစိတ်နဲ့မိခင်ကိုပြန်ချစ်တတ်ကြတဲ့သားကောင်းတွေဖြစ်ကြပါစေဗျာ